ဘာတောက်ရင်လဲတောက်ရင်လာယူနေတူပေါ့ဒီငွေကမရှိသည့်တိုင်အောင်ဝမ်းစာရေးအတွက်တော့လှုပ်ရှားရှိတာလောက်ရမယ်တစ်ဖက်ကတော့ဝါသနာကိုအရင်တီးပြီးတော့ တရားပေါ့နော်ပြီးမှမုတ်ကိုင်းပြီးတော့လောတော့ဖြစ်ပါတယ်စားရအောင်ပါပြီခင်ဗျာဒီနေ့ကျွန်တော်စားပြီးတော့အလောက်သွားပါပြီခဏလေးစီးလိုက်အောင်ညတော့အစောရလောက်သွားဖြစ်ပါတယ်ခင်ဗျာဟမ်ခဏဆေးဖို့ခလားစောရတော့ဖြစ်ပါโอเคချီအေးဒီဆောရမယ်ပုံစံချီအေးဒီရှာမတွေ့တော့ဒါပဲရှိလားမသိရှူစေဘူးโอเคရှူစေဘူးโอเคဒီတော့โอเคကျွန်တော်မနေ့ပိုင်းအစတက်မှာဖြစ်ပါတယ်ကျွန်တော်မနေ့ပိုင်းကို6နာရီကျော်တော့အဲ့လောက်စားစင်ပါတယ်ခင်ဗျဒါအခုလန်တဝက်ရောက်ပါပြီဗျာကျွန်တော်လန်တဝက်ရောက်တော့နည်းနည်းလေးရိုက်ပြတာပေါ့နော်ကျွန်တော်သွားရင်လာရင်လည်းလမ်းမှာ view လေးကြည့်လို့ရအောင်ပါဗျာဒါတော့ကျွန်တော်တို့အလောက်ရောက်ကနေပြီဗျာဆိုရင်လောက်တော့ရောက်ရင်ကျွန်တော်တစ်ခေါက်ပြန်တွေ့ပါမယ်ပြီးတော့ second မောင်းရင်းနဲ့ဗီဒီယိုရိုက်ရင်နည်းနည်းလေးအန်ဒီရများလို့ပါခင်ဗျာเนาะကျွန်တော်လောက်တော့ရောက်မှတစ်ခါပြန်ပြီးတွေ့ကြမှာခင်ဗျာပြောတာပြောလို့ပါရန်လာတယ်မနေ့ပိုင်းဆိုစကဲကားတဲ့မရှောက်ဘူးဗျာမနေ့6နာရီဆိုတော့လေကျွန်တော်အစောကြီးလောက်သွားပါတယ်ခင်ဗျာဒီနေ့ကတော့ဟုတ်ကဲ့ဒီထက်ဖက်ရောက်ပြီဆိုရင်တော့စကဲတက်မများတော့ဘူးဒီဗီဒီယိုလေးပါရိုက်လို့ရအောင်ဗျာဒီမှာကျွန်တော်ဆိုင်ရောက်ပါပြီဆိုင်မှာတော့မြင်တဲ့အတိုင်းကျွန်တော်ထက်အရင်အိုးဘူးရောက်တဲ့သူတွေပြည့်နေကြပါပြီခင်ဗျာတော့ဥစားကျွန်တော်ကတမီသေးလဲအောင်မှာဖြစ်ပါတယ်ဒီမှာရောက်ပါပြီတော့ဥစားလာမှာဒီနေရာကျွန်တော်တမီသေးလဲမှာဖြစ်ပါတယ်နော်ဒီချတာဖြစ်ပါတယ်ဒါသေးတယ်ပေါ့နော်ကျွန်တော်ထိချမှာပါခဲ့ဒီမှာတစ်ခုဒီမှာတစ်ခုပါခင်ဗျာပါပြီခါနဲ့ပြီးရတယ်တော့တစ်ခါပြန်ရိုက်ပြမှာခင်ဗျ။ညီလေးနဲ့တူတူစိုက်ခင်းပေါ့။ဒါကတော့ကော်ဖီလောက်ပြန်ဖြစ်ပါ။ညဟောမှာရေကမ်းလာတယ်အဲ့မှာ။ယို။ဘာလဲ။ Hello. That's the base.
အားလုံးဒီမှာသူ့ဟာနဲ့သူ position နဲ့သူ base နဲ့ရရပါဗျာကျွန်တော်တို့ဆိုင်ခင်းလို့ပေးတဲ့နေထားကိုကျွန်တော်လိုက်ပြပါမယ်ဒါဆိုဆိုင်ခင်းလို့ပေးသွားရပါတော့အပြင်မှာဆိုရင်လည်းပေးသွားပါပြီရှိုးတွေချမယ်မီနိုတွေချမယ်ပြီးတော့ဒီမှာဆိုစားယူတော့သွားလိုက်ပါ customer ဒါ second တဲ့ area ဟုတ်ဟုတ်ဝါ okay နောက်တနေ့တာပါခင်ဗျာ make a bigger shot ဖြစ်ပါတယ်လောက်တဲ့လမ်းကြားလမ်းလျှောက်တဲ့အောက်ဘက်ကဖြစ်ပါတယ်ကျွန်တော်လိုက်ပြပေးမယ်နော်ဟုတ်ခွန်ကြီးကြွလေးလမ်းဒါကိုကျွန်တော်တိုင်းမှာဖြစ်ပါတယ်သွားလိုက်ပြီခဏမိုးဝက်လောင်နေရပြီဗျာအခုဒီမှာကျွန်တော်တိုးဖြစ်လာရောမိုးဝက်လောင်နေရပြီမိုးဝက်လောင်နေရခင်ဗျာကြားသမားလို့တီးแต่ไม่นี่ตอนไหนกันเถอะนี่ตอนไหนเขาแต่เบียร์นี่เราก็ไปเราเนี่ยหมูเดี๋ยวหมูไก่ตัวเราไล่มันซ้อนตัวแล้วเสียวเนาะที่มาหมูไก่เดียวลองไปโอเคเรายิงเยอะเลยแล้วอะไรเป็นเยอะๆหมดกะลาเราติดไปแล้วยัยเราติดกะลายัยกะลาติดไปแล้วจ่ายเขาล้างลายดูเขาไม่นู่นที่ตัวนี้เลยเราติดไปยังมาติดกับบุ้งไปนู่นกะลาเอาไปติดตัวนี้เลยยังตัวนู้นแสดงกันตัวนี้เราสร้างเกี่ยวกับกะลาติดไปนะให้มียาตาชิงเลยเป็นยาตาของเราเนาะไม่ดีกว่า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 ไม่
ကျွန်တော်အန်ခပြိုးလာပြီးတော့မချထောက်လိုက်ရတာဖြစ်ပါတယ်မချပိုးရပြီးတော့ကျွန်တော် customer ရောင်းပေးမှဖြစ်ပါခင်ဗျအန်ခပြိုးကော်ဖီအကောင်းဆုံးဆိုင်ပေါ့နော်ဒီကျော်မှာကျွန်တော်တို့ဒီကော်တောက်ကျော်လိုက်ကျော်မှာအကောင်းဆုံးကော်ဖီဆိုင်ဖြစ်ပါတယ်အထက်မှာဆိုရင်တော့ကျွန်တော်ပြရမယ်နော်အထက်မှာဆိုရင်ဒီလိုလေးကြာထိုင်လို့ရတဲ့နေရာလေးရှိမယ်ပြီးတော့ကော်ဖီလေးတွေဒီမှာဝယ်လို့ရတာပေါ့နော် review လောက်တာမဟုတ်ဗျာကျွန်တော်လမ်းကြောင်ရင်းနဲ့ရိုက်ပြပေးတာပေါ့နော်ကျွန်တော်ဆက်ဆိုရင်တော့မှန်ကန်စိတ်ပဲတောင်းလာတာပေါ့နော်ရှေ့ကြီးဟိုမှာစာအုပ်တွေရောင်းလားမသိဘူးဗျညီလေးစာအုပ်တွေရောင်းလားညီလေးအော်โอเคစာအုပ်ရောင်းနေလဲခင်ဗျတော့အစစ်ထိုင်လို့ရအဲကောလုံးဝစိတ်ညိတ်နော် review ရိုက်တာမဟုတ်ဗျာကျွန်တော်လမ်းကြောင်လို့ရိုက်ပြပေးလမ်းဘေးမှာပါနော်ကော်ဖီဆိုင်မုန်းနဲ့ဒီ design မရှိရဒီကျောင်းမှာမှန်ကန်ရနော်ရှေ့နော်ဘေးမှာကြည့်ပတ်စံမရှိ ATM ready ပတ်စံထောက်တော့ဒါပဲ Korea oh my god so cute
မိုက်တယ်နော်မင်းတို့ကပြားကြီးနို့ဘူးကြီးဟရီရရောဟုတ်လားโอเคရโอเคမိုက်တယ်ဗျာဒီမှာကြည့် coffee ချိန်တာကိုရွေးယူပေးရနော် review ရိုက်တာမဟုတ်ဗျာကျွန်တော်လမ်းကြောင်ရင်းနဲ့ရိုက်ပြပေးတာနော်ကျွန်တော် review မရိုက်တတ်ဘူးဗျာဆိုတော့လည်းပါလိုက်ကြည့်ပါဗျာကိုတို့ကြိုက်တယ်စာအုပ်တွေပါချစ်တယ်ဆိုတော့ဟိုမှာလာကြည့်တော့မကန်ကြိတ်ဒါလည်းကျွန်တော်လုပ်ပေးတာဖြစ်ပါတယ်မတ်ချာပေါ့နော် customer ရောင်းလို့လုပ်ပေးတာပါခင်ဗျဟုတ်လားsuper nice နို့တော့ပေါ်အောင်နို့ဟိုကျွန်တော်လိုက်ကြည့်ရအခုတစ်ခါကျွန်တော်တငယ်ချင်းနဲ့တငယ်ချင်းဘေး YouTuber ဘေးနဲ့ကျွန်တော် blog မှာဒီ YouTuber ဘေးကအမြဲပါပါတယ်ခင်ဗျာမပါမဖြစ်အမြဲတမ်းပါနေရတဲ့ဘေးဖော်ချိုဘေးပဲပါတယ်ဟိုဝါဖော်ချိုဒါလားမသိတဲ့သူလည်းစကားလိုက်ပြောရဖော်ချိုလို့ခေါ်တယ်တော့ကေဘာတော့ကေဘာကျွန်တော်တို့ကဒီမှာမောက်လာယူတာပါဗျာဒီမှာမောက်ပါညာဆိုင်မှာရောင်းမုံမရှိတော့မောက်လာယူတာပါလေအဲ့ဒါဖော်ချိုဘိန်းနဲ့တွေ့ရဲကျွန်တော်တခါဖော်ချိုဆိုမှအချက်မသေးတယ်နော် YouTuber channel ပိုင်ခြင်းတလားဝင်နေဝင်ငွေရကြလား0တန်းစီနေတာပဲကျော်စိန်သလားမောင်းရတာဘေးတွေမောင်းနေတာဘေးတွေဒီမှာလေးရဲ့တက်မှာကိုသက်ဆွဲလေလူသားတခွန်ပြောလေမောင်းနေတာဘေးတွေဒီမှာလေးအနားမှာအကိုရဲ့အသက်စီးနေတာဆိုင်ကယ်နီဒီမှာလေးဆောင်းထားတာကိုရဲ့ဖြစ်ပါလေမိုက်တယ်ကွာပြီးရနော်တဲ့ဟုတ်โอ้ว้าวမိုက်တယ်ဟုတ်မောင်းနေတာ3ဘိုက်အကိုကြီးစားနေတာညီမလေးရဲ့ဘာရောညီမလေးနောက်မှကြံခဲ့တာအကိုကြီးမိုက်တယ်ဒါလည်း bro ပဲနော်โอเคကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဒါ bro ဖြစ်သွားတာပဲဟုတ်လားအဲ့မှာဘယ်တော့မှရှိတယ်နော်ကြည့်တိုက်တဲ့နေရာလေးတွေနော်လက်ချက်ရလမ်း Nice bro beautiful bro တကွာလည်းပြလိုက်ဂျွန်စမိုင်းမဲဟာသွားပြီတိုက်တော့မယ်ဟေး bro ကဲဂျွန်စမိုင်းရောက်လာပြီကျွန်တော်တို့ချမှာဗျအခုကျွန်တော်ဒီမှာဘေးကလေးရောက်လာပြီးတော့ဒီမှာအောက်မှာတစ်ခါ10နှစ်လောက်ထားပြီးပြီသူတို့ရောင်းမှုအတွက်ပေါ့နော်โอเคကျွန်တော်ဘေးထဲသွားပို့မှာဖြစ်ပါတယ်ကြောင်လေးနဲ့တွေ့ပါတယ်ဒီမှာကြောင်လေးဒီမှာကျွန်တော်ဘေးနာမှာပါဗျမြောင်ဟာဒီလားမြောင်ချစ်စရာကြောင်လေးပါဗျရေးချစ်စရာလေးမြောင်ဒီတော့ကိုလည်းနဲ့ share မယ်ဒီနေ့နဲ့ရှိမယ်နော်အခုမှနေ့တက်ပွဲပဲရှိသေးတယ်โอเคအဲ့ဒါကျွန်တော်ရှာလို့မတွေ့ဘူးဗျာပြမယ်ရှာလို့မတွေ့ဘူးခင်ဗျာစတူကမှပစ္စည်းလာရှာလို့မတွေ့ပါဘူးဗျာလဲမဒီမှာကြီးနောက်မှလည်းပေါင်းတွေအများကြီးရှည်မတော့ပို့မှလည်းတော့မသိဘူးဗျာရှေ့ဖောက်ဖားတွေအများကြီးပဲပြီဗျာဒီမှာနည်းနည်းပို့မှလည်းတော့မသိဘူးနော်ဖောက်ဖားတွေရောစကူဖားတွေရောဆက်ခက်ပြီးစပြတ်တတ်နေကြည့်โอเคအဲ့ဒါကျွန်တော်တခါ bro ရရဲ့စတုံခန်းနဲ့ဗျာโอเคဒါကျွန်တော်ဒီနေ့တာပေါ့နော်ဒီနေ့တော့လောက်ဆောင်နေတဲ့အရာတွေအများကြီးပေါ့ဗျာအခုမှနေ့တစ်ဝက်တော့မပြီးသေးဘူး7နာရီပဲရှိသေးတယ်ဗျအန်တညနေဘက်မှာကျွန်တော်ဗာရှေ့မယ်ဆိုတော့ပြန်တွေ့ကြမယ်နော်โอเคဒါတော့ဈေးဝယ်တဲ့ဆိုင်ပေါ့ဗျာဈေးလောက်ဝယ်ပါတယ်ဖြောက်စနေတော့ဈေးဝယ်အောင်Bye yeah, okay bye. Wow. ရထိုင်ခဲ့ဒီမှာလေ
Nee. Ok, hô mà cho nó cứ mì xem mà cho xuôi bia mà nó ai xem mà lù lù này tôi sẵn. Em lệ. That's it. ဝါသနာနဲ့အလုတ်ကထပ်တူမကြတဲ့အခါအဲ့လိုမကျွမ်းကျင်တဲ့အလုပ်ကိုလည်းလုပ်ရတယ်ကျွမ်းကျင်တဲ့အလုပ်ကိုလုပ်ချင်ပေမဲ့အချိန်လေးအချိန်ခါရအချိန်တွေကမပေးတဲ့အခါမှာဝမ်းစာရေးအတွက်တော့ကျွန်တော်တို့ဘာလုပ်ပဲဖြစ်ဖြစ်လုပ်ခံရမှာဖြစ်တယ် Ok mà nhé. ဆိုတော့ညီကိုတို့အနေနဲ့ဒါလေးကိုဥပမာယူပြီးတော့ဝါသနာမရှိသည့်တိုင်အောင်ဝမ်းစာရေးအတွက်တော့လှုပ်ရှားရှိတာလုပ်ရမယ်တစ်ဖက်ကတော့ဝါသနာကိုအရင်တီးပြီးတော့စီးပွားရှာသည်ဖြစ်စေပတ်စံရှာသည်ဖြစ်စေပေါ့ဗျာဒါစူးစမ်းရမယ်တစ်ပိုင်းဒါကတစ်ပိုင်းဝမ်းစာအတွက်ကအခုကျွန်တော်လုပ်နေတာကဒါဝမ်းစာအတွက်တစ်ဖက်မှာကျွန်တော်ဗီဒီယိုတွေလုပ်မယ် content တွေလုပ်မယ် line ပေါ်မှာတင်မယ်ဒါကဝါသနာနဲ့စီးပွားဆက်ချက်ပြီးတော့အတူတူသွားတယ်ဒီလိုမျိုးအားလုံးကကိုက်ညီသွားမယ်အောင်မြင်လာတဲ့တနေ့မှာတော့ကျွန်တော်ဒီအလုပ်တွေကိုလုံးမမဟုတ်တော့ဘူးဝါသနာနဲ့စီးပွားရှာတော့မှာဖြစ်ပါတယ်ဆိုတော့ညီကိုတို့အနေနဲ့လည်းဒီဥပမာလေးကိုယူပြီးတော့ဝါသနာနဲ့စီးပွားရှာနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသတ်ပါတယ်ဗျာ One store to go. Mà tao gì nè, tao gì này được không? Đừng ngoài cái này. Different market. See that. Hey baby. Baby. Em mà sao rồi lấy sao mà nó vậy? Hello everybody, welcome from Picasso. When you come to our shop to find the bigger also How big are our pizza? pizza and bigger coffee and everything. everything. You can have. Everything you can have. I'm the Picasso, bro. Okay,ကျွန်တော်ဒီနေ့တော့ဒီ blog ပြီးပါခင်ဗျာဒီနေ့ညနေပိုင်းဖြေရောက်ပါ9နာရီဟိုကျွန်တော်အလုပ်ပြီးပြီးတော့ကျွန်တော်ညဘက်ဟိုဟာတစ်ခါဒီဆိုင်မှာအပြိုင်ပြီးဆင်းရမှာဖြစ်ပါတယ်ကျွန်တော်ဒါ daily lifestyle ကျွန်တော် daily blog ပေါ့ခင်ဗျာအခုဒီနေ့ပိုင်း challenge မှာညတော့ပြီးပေါ့ဒီနေ့ဆိုင်ပါညပြီးတော့နောက်ထပ်တစ်နေရာကျွန်တော်သွားရောက်ပူညံမှာဖြစ်ပါတယ်ဆိုတော့ဆိုင်ပါကျွန်တော်ဗီဒီယိုဒီမှာဆောင်းသက်ပါတယ်ခင်ဗျာဒီနေ့ blog ကတော့ဒီလောက်ပါပဲเนาะမနေ့ပြန် blog မှာကျွန်တော်တို့ပြန်လိုက်ပြီးဆောင်းတွေ့ကြမယ်ခင်ဗျာဒီနေ့ blog ကိုကြည့်ဆောင်းကြည့်ပေးတဲ့ချင်းကျေးဇူးများတင်ပါတယ် Thank you Mr. Manchester United ဟာဟုတ်ပါဘူး Manchester United okay Manchester United ရဲ့ပြောပါဗျာကျွန်တော်ပြောမထိတော့ဘူးကျွန်တော်ဘောကြောင်းနဲ့တင်တာမလဲဘူးဗျာနည်းပြောကြည့်စေကြီး Manchester United Okay Manchester United ရဲ့ channel ပဲရှိဖြစ်ပါတယ်ဆွဲထားတဲ့လက်ဘေးမှာဆွဲထားပြားရွာတစ်ချက်ရှိုးလိုက်ခဏကြာဗာပြားမမဟိုပြားဆွဲထားပေးတာသူအပြင်သွား shot လောက်မှကြာလို့ Okay see you နောက်တစ်ပတ်မှာကျွန်တော်ပြန်လဲဆက်လို့ကြမယ်ခင်ဗျာ Like share subscribe to my channel thank you so much for watching